ရှောင်တဲ့နေရာတွေသွားတဲ့ခါကျရင်ရတဲ့ vibe ကိုပြန်ရတယ်အဒါတော့မြစ်ပေါ့နော်မြစ်ကြီးမြစ်ကအကျယ်ကြီးပဲအဲ့ကိုဖြစ်good morning ပါဆိုတော့ကိုမနက်9 နာရီထိုးရမယ်အိပ်ဖို့ကြိုးစားရတယ်ဒါပေမဲ့လုံးဝအိပ်လို့မရဘူးပေါ့နော်ဆိုတော့အိပ်လို့မရမယ့်အတူတူတော့ထားပြီးတော့သွားဖို့လုပ်ပါမယ်တော့ထူးထူးခြားခြားရထားနဲ့ขี่သွားမှာပေါ့နော်ပြောတော့မှလည်းဆိုတော့ဒီကအခုလေးနေတဲ့မျိုးကနေပြီးတော့ရထားစီးရင်3နာရီလောက်ကြာတယ်ကားနဲ့ဆိုရင်2နာရီခွဲလောက်ကြာတယ်မြို့လေးတစ်ခုသွားမှာအဲ့မြို့လေးကဒီကယ်လီဖိုးနီးယားရဲ့မြို့နေတဲ့ဒီကယ်လီဖိုးနီးယားရဲ့မြို့တော်လို့ပြောလို့ရတယ်မြို့တော်ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်ဂျမ်မွန်မြို့တော်ပုံစံမျိုးကိုသူကသတ်မှတ်ထားတာအဲ့တော့ကယ်လီဖိုးနီးယားရဲ့မြို့တော် Sacramento ကိုသွားမှာဖြစ်တယ်ဒီကပုံမှန်တော့ Sacramento ကတော့သွားနေကြပဲဒါပေမဲ့ပုံမှန်အများကြီး Sacramento သွားရင်ကားမောင်းသွားများတယ်အဲ့ဆိုသူကမှအများကြီးဒီမှာကားလို့ပေါ့ဒါပေမဲ့ဒီခါကျတော့ဗျာကားမယူသွားပဲနဲ့ရထားနဲ့သွားကြည့်မယ်ပေါ့နော်ရထားကဒါပထမဆုံးရေးစီးဘူးတာဆိုတော့နည်းနည်းစောစောသွားမယ်ဘာဖြစ်လဲဆိုတော့ရထားကြီးပိုင်းလေဘယ်လိုစီးရမလဲဆိုတာတခြားမသိဘူးဆိုတော့ရထား gate တွေပိုင်းလေသွားကြည့်ရမှာဆိုတော့မနက်9 နာရီကျော်လောက်လို့ရှိပြီပေါ့နော်9 နာရီကျော်လောက်ရှိပြီရထား6 နာရီ18 မိနစ်ထွက်မှာဆိုတော့အေးကနေပြီးတော့9 နာရီခွဲလောက်တော့ရောက်ထွက်ပြီးတော့စဉ်းစားရတယ်ဆိုတော့ခုတော့သွားဖို့လုပ်ပါပြီဒီနေ့အတွေ့အကြုံတွေရထားစီးမဲ့အတွေ့အကြုံတွေပြောနောက်တစ်ခုကဒီနိုင်ငံမှာရထားစီးရင်ဘယ်လိုစီးရလဲပြီးတော့ရထားလက်မှတ်တွေနဲ့ကားစီးတွေကဈေးဘယ်လောက်กว่าလဲပြီးတော့ရထားတွေကတို့တွေ့ရထားတွေလိုမျိုးပဲMRT ဒီလိုမျိုး BART တီလိုပဲညစ်ပတ်လာအဲ့လိုမျိုးပေါ့နော်တွားတင်လာပြီးတော့တယောက်ထဲမိလေးတယောက်ထဲတွားရေးတယောက်ထဲတွားမှာမိလေးတယောက်ထဲတွားရင် safe ဖြစ်လားမဖြစ်ဘူးလားပြီးတော့ဘာ experience ရှိနေဆိုတော့ဒီနေ့အဲ့ဘယ်သူလိုက်ပြီးတော့ကြည့်ပြချပါဆိုတော့ကိုတော့တွားဖို့တော့ကြမှာဆိုလို့နည်းနည်းလေးလာပြလိုက်မယ် see you okay so ခုကမနေ့9 နာရီခွဲပေါ့နော်9 နာရီခွဲပြီးဆိုတော့သွားဖို့လည်း ready ဖြစ်ပြီးဒီခဏလေးကြာရင်တော့ဟိုပုံကားပြီးတော့ရထားကိတ်ကိုသွားမယ်ဆိုတော့ပထမတော့ကားယူသွားပြီးတော့ကားကိုရထားကိတ်မှာထားရင်းနေတယ်ဒါပေမဲ့နည်းနည်း unsafe ဖြစ်တယ်လို့ခံစားရတော့ဟိုကနေပဲသွားလိုက်မယ်ဟိုကနေသွားပြီးတော့ကြတော့မှရထားကိတ်ကနေပြီးတော့မှရထားစီးသွားမယ်ဆိုတော့ Sacramento drive ပဲဆိုတော့ရထားတစ်စင်းပဲစီးရမယ်ဆိုတော့ comment မရှိရထားကြီးခီးပိုင်းသွားရဆိုရပေါ့ပေါ့ပါဝင်လာများဆိုတော့ဒါနေရာတော့ office check တက်ဖြစ်ပေါ့နော်ဆိုတော့ဒီချင်းနဲ့ဆွဲရနေတော့မရှိဒီမှာအေးနေဆိုတော့ဒီနေ့အနွေးတွေ vibe လေးကိုသွားချင်တာအခုဆိုရင်ဦးကနေဆင်းပြီးတော့ရထားဂိတ်ကိုရောက်ပြီးရထားဂိတ်မှာတော့ platform တွေအများကြီးရှိရဲဆိုတော့ဒီကရထားဂိတ်ထဲကိုဝင်လာပြီးတော့သူတို့ပြထားတဲ့ board အတိုင်းပဲဒီရထားပေါ့နော်ဘယ်ဘက်ကကျတော့ Gulf train ညဘက်ကကျတော့ Lysium ရထားဘယ်ဘက်ကရထားတွေကကျတော့ပုံမှန်9 to 5အလုပ်သွားတဲ့လူတွေစီးရရထား MRT လိုမျိုးဒီနိုင်ငံမှာတော့ BART လို့ခေါ်တယ် MRT လို့လည်းခေါ်တယ် train လို့လည်းခေါ်တယ်အခုဒီဘယ်ဘက်ကရထားကတော့ M train အဲ့ M train ကကျတော့မြို့တွေတစ်မြို့နဲ့တစ်မြို့ကူခီးသွားတဲ့အချိန်မှာသုံးတဲ့ရထားအဲ့တော့ဒီကအခု Sacramento သွားမှဆိုတော့ဘယ်ဘက်ကရထားကိုစီးရမယ်လေးစီးရမယ်ဆန်ဟိုစိမ်းနဲ့ Sacramento ကကားနဲ့ဆိုရင် around 2 နာရီကျော်လောက်မောင်းရတယ်ဒါပေမဲ့ရထားနဲ့ဆိုရင်တော့3 နာရီလောက်မောင်းရတယ်ပေါ့နော်သူကအဲ့လိုမျိုးဘူတာတွေမှာရက်တာဆိုတော့ခုတော့ရထားပေါ်ရောက်ပြီးရထားကနှစ်ထပ်ရထားအပေါ်ရက်မှာပဲစီးရတယ်အောက်ထပ်မှာကျတော့သူကမျိုး disable တို့လမ်းလျှောက်ဖို့အခက်အခဲရှိတဲ့လူတွေအတွက်ကိုထားတာပေါ့နော်အဲ့တော့ဒီကအပေါ်တက်ပြီးတော့ထိုင်ကုန်ရွေးရဒါကဂိတ်အစအထွက်ဖြစ်တဲ့ခါကျတော့ကိုကြိုက်တဲ့ခုံမှာထိုင်လို့ရတယ်လူလည်းအရင်မများဘူးနောက်တစ်ခုကကျတော့ရထားဝင်နေအပေါက်မှာသူကလက်မှတ်စစ်ရှိရကွာဆိုတော့အရင် safe ဖြစ်တယ်ခုရထားစထွက်ပြီးခုကကြတော့ around 6 နာရီခွဲလောက်ပဲရှိသေးတော့မှောင်သေးတယ်ဒါတော့ကျမပေါ့နော်ကျမကရထားပေါ်မှာတယောက်တည်း I did it ပေါ့လုပ်ခဲ့ပြီပေါ့ရထားမှမစီးပါဘူးပေါ့ကျမပါပေါ့ဆိုပြီးတော့ကျမဟိုလုပ်ဒီလုပ်ရင်းနဲ့ကင်မရာရှိမှာအလှကြည့်ရပေါ့နော်ကိုပြီးတော့ကျမယူလာတဲ့မုတ်တွေစားတယ်ပြီးတော့ရထားပေါ်မှာလူရမ်းနေတော့ဘာမှလုပ်စရာတိတ်မရှိဘူးစာအုပ်လေးယူသွားဖြစ်ဖြစ်ရုပ်ရှင်ကြည့်ရဆိုရင်ပို့အဆင်ပြေရခေါင်းလေးရမ်းမမူကွာခုတော့နည်းနည်းနေစပွင့်လာပြီဆိုတော့ခု
ခု9နာရီကျော်လောက်ရှိပြီဒါပေမဲ့အရင်ထိုးသည်မလင်းသေးဘူးအခုတော့နည်းနည်းမြင်တော့မြင်ရပြီပေါ့နော်အခုကကျတော့မြို့ထဲမှာပဲရှိသေးတော့အိမ်ကြီးမြင်နေရသေးတယ်ဒါတော့စက်ယုံကြီးစမြင်ရပြီ it's me မြို့အပြင်စထွက်နေပြီစက်ယုံကြီးအများကြီးရှိရလမ်းမလို့ဘေးပတ်ဝန်းကျင်ရင်ရေတော့ရိုးခရီးသွားတဲ့ခါကျရင်နေပြီးတော့လမ်းမပေါ်ခင်ပေါ့နော်လူမျိုးရှောင်တဲ့နေရာတွေသွားတဲ့ခါကျရင်ရတဲ့ vibe မျိုးပြန်ရတယ်ဒါတော့မြစ်ပေါ့နော်မြစ်ကြီးမြစ်ကအကျယ်ကြီးပဲမြစ်ကိုဖြတ်တောင်ပဲ45မိနစ်လောက်ပဲမြစ်ကြီးကဒါပေမဲ့ဘယ်ဘက်မှာမြစ်ညာဘက်မှာတောင်ကုန်းနေဒါတော့မြစ်ရဲ့တရားကိုဖြတ်တာဘယ်ညာဘက်ကတရားတော့ကားဖြတ်ဖို့ကိုမျိုးဖြတ်တဲ့တရားတော့ရထားဖြတ်တာပေါ့နော်ဒီကဆန်ဟိုစီကနေပြီးတော့ Oakland ဆိုတဲ့မြို့မှာတစ်ခေါက်နားတယ်ဂျားထဲမှာလည်းဘူတာအသေးလေးမှာလည်းရက်သေးတယ်အဲ့လိုမျိုးဘူတာအသေးလေးမှာရက်ရင်ရထားစစ်ကနေပြီးတော့တက်ပြီးတော့ဘူတာတိုင်းမှာလာစစ်တယ်သူတို့စစ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်မှာတစ်ကက်လေးကိုထိုးထားခဲ့တယ်ဒီလိုစစ်ပြီးသွားပြီပေါ့နော်မစစ်ရသေးဘူးဆိုလို့ရှိရင်လည်းအပေါ်မှာကမ်မရှိဘူးအဲ့တော့ကိုကလက်မှတ်စစ်လာပြီးတော့မှထိုင်ကုန်ဒီပိုင်းပြောင်းရှင်နေဆိုလို့ရှိရင်ခုနလက်မှတ်စစ်ထားခဲ့တဲ့ ticket လေးကိုနဲ့တခါလေးယူသွားပြီးနှုတ်ဆိုလို့ရှိရင်တော့ဟိုတယ်ပြန်ပြီးတော့လက်မှတ်ဝယ်ထားတဲ့ဘားခုတ်ကိုပြန်ပြရလိမ့်မယ်တော့မရောက်ခင်နေရောက်တော့မရဘူးဆိုခုနကတော့ကမနက်ကရောက်ချင်းမှာဘူတာကထိထားတဲ့လောက်ထိအရင်မဆိုးရဘူးဒါနဲ့တန်းတန်းမပြတ်ပဲအဟုတ်နဲ့စီကတော့ရှိတယ်ဒါပေမဲ့အရင်မဆိုးဘောနော်ထင်တဲ့လောက်ကြည့်ဆိုအဲ့ခုကောင်းနေပြီးတော့နောက်တစ်ခုပါလဲဆိုတော့ဒီတော့ရဲ့အချိန်မှာရထား2စီးရှိတယ်2စီးရှိတော့တစ်ဖက်ကကျတော့ go train တစ်ဖက်ကကျတော့လေကူစီရမယ့်ရထားအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ရထားနှစ်ခုကတစ်ချိန်လေးမှထွက်မှာဘယ်ရထားမှလည်းမသိဘူးဆိုတဲ့ခါကျတော့ဘယ်လိုလုပ်နေဒါပေမဲ့အပိုင်းရထားနံပါတ်နဲ့ပေါ့နော်ရထားနံပါတ်တရှိရခါကျတော့ train number နဲ့ရှာလိုက်တော့အဲ့ရထားတွေ့တယ်ရှင်ကမှာတစ်ခုတတိထားရမှာရထားတွေအရင်အချိန်တိကျတယ်ပြီးတော့အဲ့ရထားတွေအကုန်လုံးကအချိန်ကြီးက9မိနစ်ကြာတစ်ခါ3မိနစ်ကြာတစ်ခါထွက်တဲ့ခါကျတော့ကိုထွက်ရမယ်ကိုသွားရမယ်ရထားလို့ဒီမှာဒီတိုင်းတခြားမဟုတ်တဲ့ရထားလို့ဖြစ်တတ်တယ်ဆွဲခါကျတော့အဲ့ဒါတခုတည်းထားရတယ်ဆိုတော့အချိန်လေးတွေအရင်ကတ်တဲ့ခါကျတော့တူလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့လုံးဝမတူဆွဲခါကျတော့အဲ့တော့အကျွေးတိုင်းဆိုအချိန်က9မိနစ်กว่าစက်တင်ဘာသွားရထားရရှိရကွာဆိုတော့ကြည့်ထားတယ်အခုတော့ရထားမှာပါရောက်ခဏကြီးဆိုတော့ဒီတီလို့ရပုံမှန်ရထားပေါ်ရွယ်တော့အဲ့ဒါရထားကြီးကားပါဆိုတော့ဒီခုပါရှင်ဒါတော့ရောက်ခဏကြီးတပူတာအလိုဒါတော့ Sacramento ရဲ့ Old Town Bridge အဟောင်းကြီးပေါ့နော်အခုတော့သူတို့ပေးမဖြတ်တော့နဲ့တူတယ်အဲ့ဒါဓာတ်ပုံရိုက်တာပဲတော်ကြပြီဒါကတော့ Sacramento မြို့ရောက်ပါပြီ Sacramento က California ရဲ့ city ဆိုပေမဲ့ရုံးနေပုံများတယ်လူနေသိမ့်မထူထပ်ဘူးအရန်ဒီမှာကြည့်အောင်တို့ gravity ဆွဲထားတာဆိုဒီဘယ်လိုပြောမလဲမြို့ပြနဲ့မဆိုင်ဘူးကွာနည်းနည်းပေါ့နော်နည်းနည်းတော့ကြောက်ဖို့ကောင်းနေပေါ့နော်အဲ့ဒီတော့ရထားလက်တွေတော်တော်များများတော့အဲ့လိုပါပဲကဲရောက်ပါပြီရှင်ရောက်ပြီဆိုတော့ကျွန်မဆင်းပါပြီအင်တာသွားခဲ့တည်အင်တာဗီဒီယိုမရိုက်ခဲ့တာအင်တာကတော်ကြီးကိုတန်နေလုံးဝကောင်းတယ်ကွာတန်ပြန်နေရပဲကဲဒါတော့အောက်ထပ်ကိုဆင်းပြီးခုနကကျွန်မပြောတဲ့အပေါ်တက်နဲ့အောက်ထပ်ဆိုတာအခုအောက်ထပ်ကနေပြီးတော့သွားပြီတော်အေးရတညလုံးအေးထားတဲ့ပြုံမိုးရတာတော့အရင်အေးရယ်စကရမန်တိုကလို့စက်ယုံအဟောင်းနေအဆောက်အဦအဟောင်းနေတော်တော်များတယ်ရထားဘူတာမာကိုပဲဘယ်ဘက်မှာဆိုလို့ရှိရင်စက်ယုံအဟောင်းကြီးမပြေဘူးသူဒီတိုင်းပဲထားရတယ်ပေါ့နော်ဒါတွေအစိုးရပိုင်တာတွေဒီ Sacramento ရဲ့ train station ကဆိုလို့ရှိရင်အရန်ကို masterpiece ဆန်ပြီးတော့ tourist attraction တွေအရာတခုကွာပြီးတော့ဒီ train station ကို1926ကနေပြီးတော့စပြီးတော့စောက်ပြီးတော့ Renaissance Revival style လို့ခေါ်တဲ့ American နဲ့ဥရောပ style ကိုပေါင်းစပ်ထားတဲ့ architecture ကိုဖော်ပြရဲလုံးဝ classic vibe ကိုရအောင်သူစောက်ထားတယ်လို့ပြောရဲအထူးသဖြင့်ပေါ့နော်ဒီ waiting area မှာ mural ပကြီးကtranscontinental railroad တိဆောက်တဲ့အချိန်ကိုသူကချစ်စပွဲပုံလေးပေါ့ကွာအဲ့လိုမျိုးကားဆန်ဆန်ပုံလေးကိုဖော်ထားတယ်လို့ပြောရဲပြီးတော့အဲ့ဒီvalley station က entrance ဒီအများဆုံးလာပစ္စည်းလာရဲ့ရထား entrance ကတော့အများဆုံးလာရဲ့ပြီးတော့တခြားရထားတွေဖြစ်တဲ့ California Xavier တို့ Capitol Corridor တို့
Coast Starlight တို့ဆိုရင်နိုင်ငံတကာကလာရဲ့ရထားကြီးလေစိုက်တဲ့နေရာလေးဖြစ်တယ်ပေါ့နော် international လုံးဝရထား station အားကြောင့်မလို့လေတော်တော်လေးကိုလမ်းလျှောက်ခဲ့ရတာပြီးတော့ A station ကအလဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Old Town နဲ့ New Town ရဲ့အလဲကိုသူကလမ်းလေးပဲချားတယ်ဆိုတော့သူကလုံးဝသွားရလာရလွယ်အောင်လုပ်ပေးထားတဲ့နေရာရထားဂိတ်မှုလို့ပေါ့နော်ရထားဂိတ်ဆိုပြီးတော့သူကချောင်းချတဲ့နေရာတော့မဟုတ်ဘူးလုံးဝမြို့လေကောင်းကြီးမှာသူလုပ်ထားတာဒီမြန်မာပြည်ကလိုမျိုးပဲကွာရန်ကုန်မူတာကြီး style မျိုးလုပ်ထားတာပြီးတော့ restroom နဲ့တော့ကြည့်ခဲ့ရ restroom ကလည်းတော်တော်ကြီးကိုတန့်နေသူကဘားခုတ်တွေနဲ့ဝင်ရတဲ့အတွက်ကြောင့်မလို့ homeless တွေဝင်မှုခက်တယ်ပေါ့နော်ပြီးတော့ဒါကတော့ခုနပြောရဲ waiting area ပဲဖြစ်ပါတယ် coffee ဆိုင်လေးရှိရပြီးတော့ market အသေးလေးရှိရဒါကတော့လေးရဲ့San Jose ကနေပြီးတော့ Sacramento ကိုတကူတော့ solo trip လေးပဲဖြစ်ပါတယ်ရှင်နောက် vlog တွေမှာတွေ့ကြမယ် thank you